right left right ကဘယ်ညာပြောတာကွာမင်းတို့ဒါတော့နားမလည်ဘူးလားတော်ဘူးတူတက်နဲတဲ့ကောင်ကြီးပဲဘယ်ညာတော့မသိတဲ့ကောင်မင်းတို့ပညာပေးရတော့ကွာဟောတာကောက်ရိုးလို့ခေါ်တယ်ဒါကမြက်လို့ခေါ်တယ်ကောက်ရိုးကိုဘယ်ဘက်ခြေတော်မှချိမယ်မြက်ကိုညာဘက်ခြေတော်မှချိမယ်ကဲညီမလောက်ကြချိကိုရတာတာစားညာဘက်သမင်းစားတဲ့ဘက်ကိုပြောတာနော်ဟုတ်တယ်ညာဘက်တော့သမင်းစားတာဟုတ်တယ်နော်မြတ်ကြီးကြားတယ်ဝမ်းပဲဒီလိုကောင်းပြီကောက်ရိုးခြေတော့ဆိုရင်ဘယ်ခြေတော့မြက်ခြေတော့ဆိုရင်ညာခြေတော့အားလုံးမှတ်ထားတော့စားလို့မယ်စားလို့ကောက်ရိုးခြေတော့မြက်ခြေတော့ကောက်ရိုးခြေတော့ပြောတာကောက်ရိုးခြေတော့မြက်ခြေတော့ကောက်ရိုးခြေတော့မြက်ခြေတော့ကောက်ရိုးခြေတော့မြက်ခြေတော့မင်းတို့တွေဘယ်နဲ့ညာနဲ့မသိလို့ကောက်ရိုးတွေမြက်တွေခြေပေးထားတော့မှပဲညီအောင်မလုပ်နိုင်ကြဘူးဘာမှသုံးကြတဲ့ကောင်လေးကဲမျက်နှာချင်းတိုင်းတားကြလိုက်ကြကျဖာခေါ်ခိုင်းမနေရဖို့ဆွဲခိုင်းမနေငါကရိုက်ဆိုလို့ရှိရင်ဘိုးမျက်နှာချင်းဆိုင်မှာရှိတဲ့လူရဲ့ပန်းကိုရိုက်မယ်ကဲရိုက်ဟေးရိုက်ဒီတိုင်းခိုင်းအေးဒီမိပြီးကားရိုက်ဆိုတာတယောက်ပေါင်းတယောက်ရိုက်ခိုင်းတာကွာဟာရိုက်ဟဲ့ကောင်လေးဘုံကောင်တကောင်မင်းတို့ခိုင်းတယ်ဘုံကွာတယောက်ပေါင်းတယောက်ရိုက်ခိုင်းတာရိုက်အေးဒါမျိုးပြောတာမဟုတ်ဘူးကွာရိုက်ဆိုရင်